Gutenberg နှင့်ကမ္ဘာကိုပြောင်းလဲစေသောစက်ယန္တရား The Machine That Changed the World 15ရာစုမတိုင်ခင်ကစာအုပ်တအုပ်ဟာအိမ်တစ်လုံးစာလောက်တန်ဖိုးရှိတယ်ဆိုတာခမားယုံမလားအဲ့ဒီခေတ်ကစာအုပ်တွေကိုဘုန်းကြီးကျောင်းတွေမှာလက်ရေးနဲ့တအုပ်ချင်းကူးရေးရတာပါစာအုပ်တအုပ်ရဖို့လနဲ့ချီကြသလိုအသိပညာဆိုတာလူချမ်းသာတွေနဲ့ဘုန်းကြီးတွေရဲ့လက်ထဲမှာပဲတောက်ခတ်ပိတ်လောင်ခံထားရပါတယ်ဂျာမနီနိုင်ငံကဂူတင်ဘတ်ဟာစာရေးဆရာမဟုတ်ပါဘူးသူကရွှေပန်းထိပ်ဆရာတယောက်ပါဒါပေမဲ့သူကတတ္ထုတင်ကားပြားတွေတစိမ့်တုံးတွေခက်နှိပ်တဲ့နည်းပညာကိုကောင်းကောင်းနားလည်ထားပါတယ်ဒါကြောင့်သူကယူသွတ်တဲ့စိတ်ကူးတစ်ခုကိုစတင်အကောင့်ထဲဖော်ခဲ့ပါတယ်အဲ့ဒီခေတ်ကတစ်သားပြားပေါ်မှာစာတစ်မျက်နှာလုံးကိုထွင်းပြီးပုံနှိပ်တဲ့နည်းရှိပေမဲ့တစ်သားကအလွယ်တကူပျက်စီးပါတယ်ဂူတင်ဘတ်ကစာလုံးတစ်လုံးချင်းစီကိုခဲနဲ့ခိုင်ခန့်တဲ့တတ္ထုရောဆက်ပြီးတည်တံ့ပြုလုပ်ခဲ့တဲ့အဲ့ဒီရွှေပြောင်းနိုင်သောစာလုံးတွေကိုလိုတလိုစီစဉ်ပုံနှိပ်ပြီးရင်ဖြုတ်ပြီးနောက်တစ်မျက်နှာအတွက်ပြန်သုံးလို့ရသွားပါတယ်ဒါရင်မကသေးဘူးသူကစပစ်တီးညစ်တဲ့ဆက်ကိုအတူယူပြီးစက်ကူပေါ်ကိုဖိချနိုင်တဲ့ပုံနှိပ်ဆက်ကိုတီထွင်ခဲ့တယ်လို့တတ္ထုစာလုံးတွေပေါ်မှာကန့်ညှိနိုင်တဲ့အထူးစီကျိတ်မင်ကိုပါဖန်တီးခဲ့ပါတယ်။ဤပညာ၃ခုစလုံးပေါင်းဆက်သွားတဲ့အခါကမ္ဘာပထမဆုံးငပုံနှိပ်ဆက်ထားကြီးအသက်ဝင်လာပါတော့တယ်။1455ခုနှစ်မှာကျူဒန်ဘတ်ဘဘုတ်လို့ခေါ်တဲ့တမချန်းစာအုပ်တရ80ကိုပထမဆုံးပုံနှိပ်နိုင်ခဲ့တဲ့စာအုပ်တွေဟာလက်ရေးနဲ့ရေးထားသလိုလှပသက်ရက်လုံးပြီးတအုပ်နဲ့တအုပ်အခရာတစ်လုံးမှမလွဲတိကျတူညီနေလို့လူတွေကဒါဟာမော်ပညာလို့တောင်ထင်မှတ်မှခဲ့ကြပါတယ်။ဒါပေမဲ့ဝမ်းနည်းစရာကဂူတင်ဘတ်ဟာတီထွင်သူသာဖြစ်ပြီးစီးပွားရေးသမားမဟုတ်ခဲ့ပါဘူး။စာအုပ်တွေရောက်မထွက်ခင်မှာပဲသူ့ကိုငွေထုတ်ချေးထားတဲ့ယိုဟန်ဖက်စ်ကအကျွေးတောင်းပြီးပုံနှိပ်ဆက်ကြီးကိုသိမ်းယူသွားခဲ့ပါတယ်။ဂူတင်ဘတ်ဟာသူတီထွင်ခဲ့တဲ့ဆက်ကြီးရဲ့အောင်မြင်မှုကိုမခံစားရဘဲဆင်းရဲမွဲတေစွာနဲ့ကွယ်လွန်သွားခဲ့ရှာပါတယ်။သူကွယ်လွန်သွားပေမဲ့သူဖန်တီးခဲ့တဲ့ပုံနှိပ်ဆက်ကတော့ဥရောပတစ်ခွင်ကိုတောမီလိုပြန့်နှံ့သွားခဲ့တဲ့စာအုပ်တွေဈေးပေါ်လာတဲ့အတွက်တာမန်လူတွေစာဖတ်တတ်လာတဲ့အသိပညာတွေပေါက်ကွဲထွက်လာပြီးဥရောပရဲ့ဉာဏ်သစ်ပွင့်လန်းရာခေတ် Renaissance နဲ့သိပ္ပံတော်လှန်ရေးကြီး Scientific Revolution ကိုမွေးဖွားပေးလိုက်ပါတော့တယ်။ပုံနှိပ်ဆက်တစ်လုံးကစာအုပ်များကိုသာမကခေတ်သစ်ကဘာကြီးကိုပါပုံနှိပ်ပေးခဲ့တာပဲဖြစ်ပါတယ်။